အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ထပ်ဆွေလို့ခေါ်ပါတယ်ဒီနေ့ professional CB form တစ်စောင်ကိုပြင်ဆင်တဲ့အခါကျရင်တိထိုက်တဲ့အချက်အလက်တွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်နံပါတ်1 format and structure ကျွန်တော်တို့ CB form တစ်စောင်ရေးမယ်ဆိုလို့ရှိရင် format နဲ့ structure ကအရင်အရေးကြီးပါတယ် CB form တစ်စောင်ပြင်ဆင်တော့မယ်ဆိုလို့ရှိရင်စာမျက်နှာတစ်မျက်နှာကနေနှစ်မျက်နှာအတွင်းရေးရပါတယ်နှစ်မျက်နှာထက်ကြော်ပြီးတော့မတုံ့တဲ့ပါကျွန်တော်တို့ CB form တစ်စောင်ရေးတဲ့အခါကျရင် CB form ထဲမှာရေးတဲ့စာတွေကို long paragraph ပုံစံမျိုးနဲ့လုံးဝမရေးသင့်ပါ long paragraph ပုံစံမျိုးနဲ့ရေးမဲ့အစားကျွန်တော်တို့ bullet point တွေကိုတုံ့သင့်ပါတယ်နောက်တစ်ခုက CB form ထဲမှာရေးထားတဲ့စာတွေကို font အမျိုးအစားကတစ်ခုတည်းကိုပဲတုံ့သင့်ပါတယ် CB form ထဲမှာ data အချက်လက်တွေကမှန်ကန်မှုရှိအောင် spelling errors တွေနောက်ပြီးတော့ grammar errors တွေကိုအထူးဂရုစိုက်ပြီးတော့စစ်စစ်ဖို့လိုအပ်ပါတယ်နောက်ပြီးတော့ CB form တစ်စောင်ရေးမယ်ဆိုလို့ရှိရင်မလိုအပ်တဲ့ information တွေကိုလုံးဝမထည့်ရပါဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အလုပ်ခေါ်စာမှာမတောင်းဆိုထားတဲ့ကိုယ့်ရဲ့ personal information တွေကိုအများကြီးသုံးတာဒါမျိုးတွေလုံးဝမလုပ်သင့်ပါဘူးဥပမာပြောမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ age gender religious height weight marital status ဒီလိုမျိုးအချက်လက်တွေကိုမတောင်းဆိုဘဲနဲ့လုံးဝမတုံ့သင့်ပါဘူးဆိုတော့နောက်တစ်ခုအနေနဲ့အလုပ်ခေါ်စာနဲ့မသက်ဆိုင်တဲ့ကျွန်တော်တို့ရဲ့ work experience တွေ education တွေအရေးချင်းတွေကိုလုံးဝမတုံ့သင့်ပါကျွန်တော်တို့လူတွေတော်တော်များများမှာအတွေ့အကြုံတွေ experience တွေအများကြီးရှိနိုင်ပါတယ်သူတို့မှရှိတဲ့အတွေ့အကြုံတွေကိုရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကစာမျက်နှာ2မျက်နှာ3မျက်နှာ4မျက်နှာနဲ့လုံးဝမလောက်နိုင်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့အလုပ်ခေါ်စာနဲ့သက်ဆိုင်တဲ့ relevant ဖြစ်တဲ့အတွေ့အကြုံတွေ education တွေ work experience တွေကိုရေးသင့်ပါတယ်မသက်ဆိုင်တာကိုလုံးဝမရေးပါနဲ့ပေါ့နော်ဆိုတော့ CB form တစ်စောင်ကိုရေးတဲ့အခါကျရင်အလုပ်ခေါ်စာမှာတုံးခဲ့တဲ့ keywords တွေကိုယူပြီးတော့ CB form မှာတုံးသင့်ပါတယ်ဒီလိုသုံးလိုက်ခြင်းအပြင်ကိုယ့်ရဲ့ CB form နဲ့အလုပ်ခေါ်စာနဲ့ match ဖြစ်တယ်လို့ခန်းစားရပါတယ်နောက်တစ်ခုက CB form မှာ unprofessional language တွေကိုလုံးဝမတုံ့သင့်ပါ unprofessional email address တွေကိုလုံးဝမတုံ့သင့်ပါနောက်တစ်ခုအနေနဲ့အလုပ်ခေါ်စာမှာမတောင်းဆိုဘဲနဲ့ကျွန်တော်တို့ reference list တွေကိုရေးပေးတာဒီမလုပ်သင့်ပါဆိုလိုချင်တာကမတောင်းဆိုဘဲနဲ့ reference list တွေကိုလုံးဝထည့်စရာမလိုပါဘူးနောက်တစ်ခုကမလိုအပ်တဲ့ section တွေကိုလုံးဝမထည့်ပါနဲ့ဥပမာ hobby ဆိုပြီးတော့ခေါင်းစဉ်တစ်ခုကိုထပ်ပြီးတော့မရေးသင့်ပါဘောเนาะအလုပ်ခေါ်စာနဲ့မသက်ဆိုင်တဲ့ data တွေကိုလုံးဝမထည့်သင့်ပါဘောเนาะနောက်ဆုံးအနေနဲ့ကျွန်တော် CB form တစ်စောင်တော့ရပြီအဲ့ CB form ကိုအသုံးပြုပြီးတော့တွေ့ကြရအလုပ်တွေအကုန်လုံးကိုလိုက်မလျှောက်ပါနဲ့အလုပ်ခေါ်စာနဲ့ကန့်ရင်မှုရှိအောင်ပြင်ဆင်ပြီးမှသာကျွန်တော်တို့ရှောက်သင့်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ CB form တစ်စောင်ကိုရေးတဲ့အခါကျရင်စောင်းရန်ရှောင်းရန်အချက်တွေကိုတိတော့ပြီလို့ယုံကြည်ပါတယ် Thank you so much